ရင်နာစရာကောင်းတဲ့ဂျေဒန်ဆန်ချိုရဲ့အလွတ်ပြောင်းရွှေ့ခြင်းနဲ့ United ကနေထွက်ခွာသွားမှုအားလုံးပဲမင်္ဂလာပါ3 minute United ကနေဆက်ပြီးတော့ကြိုးဆိုပါတယ်ကျွန်တော်ကတော့ထုံးစံအတိုင်းကြိုးစားပါ Okay ဆိုတော့မနေ့ညတော့ဒါ2026ကမ္ဘာဖလားလည်းစတင်သွားပြီမက္ကဆီကိုအင်ရှင်မက္ကဆီကိုနဲ့ဆောက်အာဖရိကအသင်းကစားသွားတာဒါမက္ကဆီကိုကနိုင်သွားတယ်ဒီမနေ့မှလည်းဒါကိုရီးယားနဲ့ချက်စားသွားတယ်ဒါပေမဲ့ကိုရီးယားကတော့အာရှတိုက်ရဲ့2026ကမ္ဘာဖလားမှာပထမဆုံးအနိုင်ရရှိတဲ့အတင်းဖြစ်စံချင်းတင်သွားတယ်ပေါ့ဗျာမတန်းဝင်သွားတယ်ပေါ့ဗျာအဲ့တော့ကမ္ဘာဖလားတက်ပေါ့ဗျာဒါပေမဲ့ကျွန်တော်တို့ပို့ပြီးတော့မှစိတ်ဝင်စားစရာကောင်းတာတော့ဒါ United အနေနဲ့ကျွန်တော်တို့ Manchester United အနေနဲ့အတင်းကနေဒီမှာလုံးဝထွက်ခွာသွားတဲ့ကစားသမားတွေကိုလုံးဝကိုတယံဝင်နှုတ်ဆက်သွားပါပြီเนาะအဲ့တော့ United ရဲ့ဒါ page တွေကနေပြီးတော့မှ official နှုတ်ဆက်သွားတာပေါ့နော်ဒါ Casemiro ကိုလည်းကျေးဇူးတင်တဲ့အကြောင်းပုံနဲ့တော့ကတင်သွားတယ်နောက်ပြီးတော့မှတီလာမလာစီယာလည်းထွက်သွားပြီသူ့လည်းကျေးဇူးတင်တယ်ဆိုပြီးရေးထားတယ်နောက်တစ်ယောက်ကတော့ဂျေဒန်ဆန်ချိုပေါ့ဂျေဒန်ဆန်ချိုရဲ့နေရာမှာဒီနေရာကအတိကပြောချင်တာဂျေဒန်ဆန်ချိုရဲ့အကြောင်းပြဂျေဒန်ဆန်ချိုကိုကျွန်တော်တို့2021ဘလုံးရာဒီတုန်းကဒါဒေါ်မွန်အတင်းစီကနေပေါင်85တန်းကျော်နဲ့ဒါ United ကတော့အာကိုတကြီးခေါ်ခဲ့တာပေါ့ဗျာအဲတော့ကတော့ကျွန်တော်တို့ social ရဲ့လက်ထက်မှာပေါ့နော်ခေါ်ခဲ့တယ်အဲ့တော့ဂျေဒန်ဆန်ချိုကလည်းတကယ်ကိုအဲ့ချိန်မှာဒေါ်မွန်မှာတကယ်ကိုအရှင်ဟွန်ကောင်းနဲ့လုံးဝ fire ဖြစ်နေတာပေါ့နော်သူ့ရဲ့ခြေစွမ်းတွေကတော့တကယ်ကိုအဆင်ပြေတဲ့အနေထားမှာရှိနေတာပေါ့ဒါကြောင့်လည်း United ကလည်းအာကိုတကြီးနဲ့ခေါ်လိုက်တယ်သူကလည်း United ကိုတကယ်လာရှင်တဲ့ပုံစံနဲ့ကိုရောက်ရှိလာတာပါအဲ့တော့ဂျေဒန်ဆန်ချိုရဲ့ပြောင်းရွှေ့ခြင်းက United တမိုင်းတစ်လျှောက်မှာဈေးအကြီးဆုံး4ယောက်မြောက်စည်ရင်းဝင်တယ်နော်85တန်းကျော်ပေါင်85တန်းကျော်ပေးထားတာ United ခေါ်ယူခဲ့တဲ့မြကစားသမားတွေထဲမှာနံပါတ်4ချိတ်တယ်ဈေးအကြီးဆုံးအဲ့လိုပုံစံမျိုးနဲ့ United ကိုရောက်ရှိလာတယ်ဒါပေမဲ့ United မှာ100တီလောက်ပဲသူနည်းနည်းလေးပြည့်တဲ့ကြည့် 100% တော့မဟုတ်သေးဘူးသူဘယ်လိုပြောမလဲနည်းနည်းလေးကစားပြနိုင်ခဲ့တာ100တီလောက်ပဲရှိမှတင်တယ်နော်ဆိုတော့သူ့ရဲ့စီကံပိုင်းအားနေတဲ့အချက်တွေပြီးတော့မှနီးပြနဲ့မကြခဏပြဿနာတက်တဲ့ပြဿနာလေးရှိတယ်သူမှနော်ပြောချင်တာက United ခေါ်ခဲ့တာကသူကခြေစွမ်းလက်ကောင်းတယ်ပြီးတော့သူက profile လည်းမြင့်တယ်သူ့ရဲ့ profile ကမြင့်တယ်ဒါပေမဲ့သူကဘာဖြစ်သွားလဲဆိုလို့ရှိရင်စီကံပိုင်းမှာအားနေပြီးတော့မှ physical ဘက်မှာအားနေသွားတယ်စီကံပိုင်းမှာအားနေပြီဆိုရင်တော့ဒါ physical မှာအားနေပြီးသားဖြစ်သွားတာပဲအဲ့တော့ Premier League မှာတိုးလို့မပေါက်နိုင်တော့ဖြစ်သွားတယ်အဲ့တော့သူရဲ့ potential တွေကတော့တအားကောင်းခဲ့ပေမဲ့သူရဲ့စီကံပိုင်းတွေကြောင့်ဒါသူကစားသမားဘဝကိုသူကိုယ်တိုင်ကိုကဒါဘယ်ပြောမလဲသူကိုယ်တိုင်သူဖျက်ဆီးခဲ့တယ်လို့ပဲကျွန်တော်ကတော့မြင်တယ်နော်အခုတော့အဲ့ဒီနောက်ပိုင်း United နဲ့အဆင်မပြေတဲ့အတွက်ဒါဒေါ်မွန်ပြန်အငားနဲ့ပြန်ပြောင်းရွှေ့သွားတယ်ပေါ့နော်ဒါအငားနဲ့ပြန်ပြောင်းရွှေ့သွားပြီးတော့မှအဲ့ဒီမှာပြန်ခြေစွမ်းပြန်ပြပြီးတော့မှChampions League Final ထိတောင်မှသူတက်ခဲ့တယ်နော်ဒုတိယရခဲ့တယ်အဲ့လောက်ထိကိုသူပြန်ဆွမ်းဆောင်နိုင်ခဲ့တယ်ဒါပေမဲ့ United ကပြန်ခေါ်လိုက်တယ်ပြန်ခေါ်လိုက်ပေမဲ့ United မှာပြန်ရောက်လာတော့အဆင်မပြေပြန်ဘူးအမိုရီလက်ထက်ပြန်ရောက်လာတဲ့အချိန်မှာနော်အမိုရီလက်ထက်တို့တန်ဟန်တို့သူတို့နီးပြ United ရဲ့နီးပြ3ယောက်လောက်ကိုဖျက်တမ်းခဲ့လိုက်တယ်နော်အဲ့တော့အဆင်မပြေတဲ့အတွက်နောက်ဆုံးမှာသူဒါမိနစ်တုန်းကတော့ဒါ Aston Villa စီမှာငားချလိုက်တယ်ပေါ့ဗျာငားချလိုက်တော့သူ Aston Villa နဲ့သူ Europa League ပဲရသွားတယ်ပေါ့ဗျာဒီကတော့အဲ့တော့ဘယ်လိုဖြစ် Aston Villa မှာလည်းသူပုံမှန်ပွဲထွက်ခွင့်ရတာတော့မဟုတ်ဘူးဗျနော်အဲ့တော့ United အနေနဲ့သူလုံးဝပေါင်85တန်းကျော်နဲ့ဝေထားရကနေအခုချိန်မှာလုံးဝအလွတ်ပြောင်းရွှေ့ကြေးနဲ့ကိုရောင်းလိုက်တာပါလာစားမြင့်မားတာတကြောင်နော်ပြီးတော့မှအတင်းကိုလည်းသူပေးဆက်မှကစားလို့တဲ့ပုံစံတွေရှိနေတဲ့အတွက်နော်ခြေစွမ်းလည်းမပြနိုင်ဘူး Premier League မှာသူပရိသတ်တွေမျောလင့်ထားသလိုဖြစ်မလာဘူးပြီးတော့မှသူကိုယ်တိုင်လည်းစီကံပိုင်းအားနေတာတွေနော်အဲ့အရာတွေကြောင့်ဒါ Premier League မှာတိုးလို့မပေါက်နိုင်ဘူးဖြစ်နေတယ်အစတော့ဒါ United ပရိသတ်တွေကတော့ဒါ United အတွက်တင်မကဘဲနဲ့အင်္ဂလန်ရဲ့လုံးဝအနာဂတ်ခြေပွင့်အနာဂတ်မှာဥဆောင်မဲ့အင်္ဂလန်တင်းကိုဥဆောင်မဲ့အနာဂတ်ကစားသမားလုံးဝကိုခြေပွင့်ကစားသမားဆိုပြီးတော့မှအာကုတကြီးနဲ့ခေါ်ထားခဲ့တာဗျဒါပေမဲ့သူ့ရဲ့ကစားသမားဘဝကထင်ထားတယ်လို့ဖြစ်မလာဘဲနဲ့ဒါအခုချိန်မှာပေါင်85တန်းကျော်တန်ချင်းမြင့်တဲ့ထဲကနေပြီးတော့မှအခုဆိုရင်လုံးဝကိုအလွတ်ပြောင်းရွှေ့ခြင်းနဲ့ကိုထွက်ခွာသွားပါပြီဒါနှမျောစရာအရန်ကောင်းပါတယ်ပြီးတော့မှ United ရဲ့အရင်ဘုတ်အဖွဲ့တွေရဲ့ဒါစီမံခန့်ခွဲမှုညံ့ဖျင်းချက်တွေကြောင့်လည်းပါပါတယ်အဲ့တော့အခုကျွန်တော်တို့ United ပြည်သက်တွေဂုဏ်ယူရမှာကဒီလိုအရှုပ်အထုပ်ဝန်ထုတ်ဝန်ပိုးတစ်ခုကိုရှင်းထုတ်နိုင်ခဲ့တဲ့အတွက်ဒါ Ineos ရဲ့ဒါဘုတ်အဖွဲ့ကိုတော့ဒါလေးစားရပါတယ်နော်ချီးကျူးရမှာပါဒီပုံစံဒီအကြောင်းအရာနဲ့ပတ်သက်ပြီးပေါ့
ပတ်သက်ပြီးတော့နော်ဆိုတော့တော်တော်လေးကိုလစာပမာဏများတဲ့ပုံစံနဲ့ရှိနေတဲ့အတွက်ခြေစွမ်းရလည်းမပြနိုင်ဖြစ်နေတဲ့ချိန်မှာဒီလိုစောစောစီးစီးရှင်းထုတ်လိုက်တာလည်းကောင်းပါတယ်နော်တန်ချင်းမြင့်တဲ့ကစားသမားတယောက်အလွတ်ပြောင်းရွှေ့ခြင်းနဲ့တက်ခွာသွားရတဲ့အတွက်စိတ်မကောင်းတာမှန်ပေမဲ့ United တက်ကတော့ကောင်းပါတယ်နော် United ဟာအနာဂတ်ကိုတိဆောက်နေတဲ့နော်တိချကိုအခြေခံကနေတိဆောက်နေတဲ့အတင်းဖြစ်တဲ့အတွက်ဒီလိုမလို့အပ်တဲ့ကစားသမားတွေကိုလစာမြင့်မားတဲ့ကစားသမားတွေကိုရှင်းထုတ်တာကောင်းပါတယ်နော်ဟို United ကတော့ရှင်းတယ်ဗျအခုဂျေဒန်ဆန်ချိုအပြင်ကိုမှဘာစီလိုနာကနေပြီးတော့မှမခေါ်တော့ဘူးလို့ပြောတဲ့ Rashford ကိုလည်း United ကမလိုချင်တော့ဘူးနော်ဘာစီလိုနာကလည်း United တောင်းဆိုထားတဲ့ပြောင်းလဲချက်ပမာဏကိုမပေးနိုင်ဘူးနော်နောက်ပြီးတော့မှနောက်တစ်ဒီအငါခေါ်ယူခွင့်တောင်းဆိုတယ် United ကလည်းလက်မခံဘူးအဲ့တော့ United ကတော့ရတဲ့ဈေးနဲ့တခြားအတင်းကိုရောက်မှာဖြစ်ပါတယ်လုံးဝစိတ်မဝင်စားဘူး Rashford ကိုလည်းပြန်ခေါ်ဖို့ပြီးတော့မှ Onana ကိုလည်းလုံးဝမကြိုက်ဘူးလုံးဝမခေါ်ဘူးစိတ်လည်းမဝင်စားဘူးဒီကစားသမားတွေအကုန်ရှင်းထုတ်မှာပြီးတော့ United ကအခုဒီဈေးကွက်ထဲမှာကျွန်တော်ကြည့်နေတာကတော့လောလောဆယ်Premier League မှာခြေစွမ်းပြနေတဲ့ကွန်းလင်ကစားသမားတော်တော်များများကိုချိန်မှတ်ထားတာမှန်ပြီမဲ့တခြားတစ်ဖက်မှာလည်းဒါ low profile နဲ့ potential မြင့်တဲ့ကစားသမားတွေကိုတော်တော်လေးကိုချောင်းမြောင်းနေတာတွေ့ရတယ်ပေါ့နော်တကယ်ကျွန်တော်တို့တေချာတာတော့မထင်မှတ်ဘဲနဲ့ဗာလဲမထင်မှတ်ဘဲနဲ့ဒါ low profile နဲ့ဒါ quality မြင့်တဲ့ကစားသမား potential ကောင်းရှိတဲ့ကစားသမားတွေကိုလည်းကျွန်တော်တို့ရလာနိုင်တယ်နော်ဥပမာပြောရမယ်ဆိုလို့ရှိရင်တော့ဒါဒိုကူတို့ဟုတ်လားပတ်သက်ဒိုကူတို့ဆန်နီလမန်တို့အဲ့လိုမျိုးတွေပေါ့ဗျာကျွန်တော်တို့ရဲ့ဒါ low profile လေးဟုတ်တယ်မလားဒါပေမဲ့လုံးဝကို potential ရှိတဲ့ကစားသမားတွေဖြစ်နေတာ哦အဲ့လိုကစားသမားတွေလည်းဒီယာဒီမှာ United ခေါ်ယူနိုင်သေးတယ်ဒီနွေရာဒီမှာလေခေါ်ယူလိုက်တယ်နော်တော်တော်လေးကိုတင်းထွက်လာနေတယ်တိတ်စိတ်လေးတာလှုပ်ရှားနေတဲ့ပုံစံမှာရှိတယ်ဗျအဲ့တော့ဒီ Ineos ရဲ့ဘုတ်အဖွဲ့အတစ်တွေကတော်တော်လေးကိုအလုတ်လုံတယ်လို့ကျွန်တော်တို့ကတော့မြင်တယ်ပေါ့ဗျာအဲ့တော့ကမ္ဘာဖလားအတွက်စိတ်ဝင်စားတာကလည်းဒီကြောင်ကျွန်တော်တို့ United အကြောင်းတွေကိုလည်းအပြောင်းရွှေ့ကိစ္စတွေတခြားအကြောင်းအရာလေးတွေကိုလည်းမမေ့မလျော့ဘဲနဲ့ဒါကျွန်တော်တို့ကတော့စိတ်ဝင်စားစရာလေးလည်းရှိတယ်နော်အဲ့တော့ကမ္ဘာဖလားကိုလည်းအာယုံရောက်လည်းရောက်တာပေါ့ဒါပေမဲ့ကျွန်တော်တို့ United တက်လဲဒါစိတ်ဝင်စားစရာအပြည့်နဲ့ပြည့်နေတယ်ဆိုတဲ့အကြောင်းပြောကြရင်းနဲ့ဒါဂျေဒန်ဆန်ချိုရဲ့တန်း85တန်းကနေပြီးတော့မှဒါအခုအလွတ်နဲ့ပြောင်းရွှေ့သွားတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့လည်းစိတ်မကောင်းစွာနဲ့ဒါပြောကြရင်းနဲ့ပေါ့ဗျာဒီမှာနှုတ်ကုန်းချုံအပ်ပါတယ်ကျွန်တော်ဒါကတော်နေမကောင်းတဲ့အတွက်ဒါဒီနောက်ပိုင်းလည်းအပူကန်းနေတဲ့အတွက်စကားလည်းကောင်းပြောလို့မရပါဘူးနော်အဲ့ဒါတောင်းပန်ပါတယ်အားလုံးကျေးဇူးများတင်ပါတယ် Manchester United ပရိသတ်များအားလုံးကျမ်းမာပြီးတော့ရွှေလန်းချမ်းမြေ့ကြပါစေခင်ဗျာ